အယူခံတရားရုံးကနေပြီးတော့ပြန်လာတာပါဒီနေ့အယူခံတရားရုံးမှာVOA ရဲ့ဒါရိုက်တာပေါ့လေနဲ့ပတ်သက်တဲ့အမှုကိုကြားနာတာဖြစ်တယ်သူ့ကိုလည်းအခု administratively ပေါ့နော်ကျမတို့လိုပဲ administratively လောက်ခနဲ့အနားပေးထားတယ်လို့ပြောရမှာပေါ့နော်အခုဒီအယူခံတရားရုံးရဲ့အခြေအနေမှာဆိုလို့ရှိရင်လေဒီနေ့ကြားနာပွဲမှာဆိုလို့ရှိရင်လေကျမတို့ဒါရိုက်တာကို Trump အစိုးရဘက်ကနေပြီးတော့အလုတ်ဖြုတ်တာဟာတရားဥပဒေနဲ့မညီဘူးဆိုတော့ဒီအောက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအခုအယူခံတရားရုံးမှာTrump တို့ဘက်ကအယူခံတရားရုံးမှာတင်ထားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့အခုအယူခံတရားသူကြီးတွေဘက်ကကြားနာတယ်ကြားနာတဲ့နေရာမှာအဓိကတော့ VOA data ကိုဖြုတ်မယ်ဆိုလို့ရှိရင်ဒီ USAGM ရဲ့ USAGM မှာရှိတဲ့ဘုတ်အဖွဲ့ဝင်တွေရဲ့ဆုံးဖြတ်ချက်နဲ့လုံးဝမယ်ဆိုတဲ့အဓိကပြဋ္ဌာန်းချက်ရှိတယ်အဲ့ဒီပြဋ္ဌာန်းချက်မှာအခု Trump တို့ဘက်ကဖြစ်နေတာကသူသမ္မတဖြစ်တဲ့အချိန်မှာဒီဘုတ်အဖွဲ့ဝင်အားလုံးကိုဖြုတ်လိုက်တဲ့ခါကျတော့လက်ရှိမှာအဲ့ဘုတ်ဖွဲ့ဝင်တွေမရှိဘူးဖြစ်နေတာပေါ့နော်ဒီအဲ့လိုမျိုးအခုလက်ရှိဘုတ်ဖွဲ့ဝင်တွေမရှိဘူးဖြစ်နေတဲ့အချက်ကိုဒီအယူခံတရားသူကြီးတွေဘက်ကထောက်ပြသွားပါတယ်ဘုတ်ဖွဲ့ဝင်တွေမရှိဘဲနဲ့VOA data ကိုအလုပ်ထုတ်ဖို့ဆိုတဲ့ကိစ္စမှာတော့ဒါပြဋ္ဌာန်းချက်တွေနဲ့မညီဘူးဆိုတဲ့အခြေအနေရှိတယ်ဒါပေမဲ့အစိုးရရှင်းနေတဲ့ဘက်ကလည်းအဓိကပြန်ပြီးခြေပတာကြတော့ဒီတမတ်ပြဋ္ဌာန်းချက်ကန့်သက်ချက်တွေကိုပယ်ဖြတ်ပေးဖို့ပေါ့နော်အဲ့ဒါတွေကိုသူတို့ကပယ်ဖြတ်တင်တယ်နောက်ပြီးတော့အဓိကတော့သမ္မတရဲ့လုပ်ပိုင်ခွင့်ကိုပို့ပြီးတော့တိုးချဲ့နိုင်ဖို့အတွက်ပေါ့လေဒီ VOA နဲ့ပတ်သက်တဲ့ဒီလိုသတ်မှတ်ချက်ကန့်သက်ချက်ပြဋ္ဌာန်းချက်တွေကိုသူကပြင်ဆင်ပြီးတော့ပယ်ဖြတ်ပေးဖို့ဆိုတဲ့အပိုင်းကိုပို့ပြီးတော့အလေးထားလျှောက်လွှဲသွားတာတွေ့ရတယ်အဲ့တော့ဒီအယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုတော့ဇွန်ဇူလိုင်လောက်မှာဖြစ်နိုင်မယ်လို့တော့ခန့်မှန်းထားတယ်ဒါကတော့အခုလက်ရှိ VOA မှာဖြစ်နေတဲ့နောက်ဆုံးအခြေအနေပေါ့နော်ကျမတို့ VOA ဝန်ထမ်းတွေရဲ့နောက်ဆုံးအခြေအနေပါဆိုရှင်လည်းအခုယူကန်တရားရုံးမှာအစိုးရရှင်းနေတွေနဲ့ကျမတို့ VOA ဝန်ထမ်းတွေရဲ့ရှင်းနေတွေအပြန်အလှန်ရှောင်လဲချက်တွေတင်နေတယ်ဒါဇူလိုင်လ1ရက်နေ့ဆိုနောက်ဆုံးထားတင်ရမယ်ပြီးလို့ရှိရင်တော့ဒီတရားရုံးမှာနှစ်ဖက်အပြန်အလှန်ရှောင်လဲချက်ကြားနာပွဲကိုပြုလုပ်လိမ့်မယ်လို့တော့ကျမတို့မျှော်လင့်ထားပါတယ်ဒါပေမဲ့ကျမတို့ဘက်ကတော့ဒီကဘာနဲ့မြန်မာသတင်းတွေကိုကျမတို့မြန်မာပြည်သက်တွေအတွက်ဒီအချိန်နဲ့တပြေးညီထုံးလွှင့်နိုင်ဖို့မျှော်လင့်ချက်တွေရှိနေတယ်လို့အဲ့ဒီအတွက်လည်းကျမတို့ကြိုးပမ်းနေပါတယ်ရှင်